အစားအသောက်တွေမကုန်ဘူးဆိုရင်အရိုက်ခံရတဲ့စားတောက်ဆိုင်ဆိုတာကြားဘူးလားကျွန်တော်တို့အခုအမေရိကန်မှာရှိတဲ့ဒီစားတောက်ဆိုင်လေးကအစားအသောက်တွေကုန်အောင်မစားဘူးဆိုရင်သူကရိုက်တဲ့အလေးချင်းလေးတစ်ခုလုပ်ပေးထားပါတယ်ဒီစားတောက်ဆိုင်ကဘာလို့အဲ့လိုမျိုးရိုက်ရလဲဆိုရင်ကျွန်တော်နည်းနည်းလေးပြောပြမယ်နော်ဒီစားတောက်ဆိုင်ကဝေတာတွေက nuts လို့ပုံစံဝေထားတာတကယ်တမ်းတော့ဘာလို့လဲဆိုရင်သူတို့က Las Vegas မှာရှိတဲ့Heart Attack Grill ဆိုတဲ့စားတောက်ဆိုင်မှာဖြစ်ပျက်နေတာသူတို့ဆိုင်ပုံစံကဆေးရုံတစ်ခုလိုမျိုးစောက်ထားတာပြင်ဆင်တာဆိုင်မှာလုပ်တဲ့ဝန်ထမ်းတွေကလည်း nuts ဝတ်စုံလေးစင်တူဝတ်ထားပြီးတော့လာစားတဲ့ customer တွေကိုလူနာတယောက်လိုဆက်ဆံကြတယ်စားတောက်ဆိုင်ရဲ့ထူးခြားချက်လေးကကိုလေးချိန်ကီလို150ပေါင်330ကျော်အထက်ရှိတဲ့ပေါက်တယ်တွေကိုအစားတောက်တွေအလကား free ကျွေးတာတဲ့သူတို့ပေးတဲ့အစားတောက်တွေကုန်အောင်အပြည့်ရှင်းနိုင်ရင်တော့ဘာမှမဖြစ်ဘူးဒါပေမဲ့အစားတောက်တွေခြံခဲ့မယ်ဖြုံးပြီးပြစ်မယ်ဆိုရဲသူတို့ကအတိရိုက်ခံရတော့တာဒီလိုမျိုးစားတောက်ဆိုင်ကိုလည်းကျွန်တော်တို့မြန်မာနိုင်ငံမှာဖွင့်ဖို့စိတ်ကူးရှိကြလားကိုမမမေးခဲ့ရေးခဲ့ပါဦးဒီလိုမျိုးစားတောက်ဆိုင်ကိုလည်းသွားစားကြည့်ကြလားဒီလိုလည်းရေးခဲ့ပါအောင်နော်